ဆက်လက်ပြီးတော့မျက်စရာရှင်းလေးကိုနောက်တစ်ယောက်ဆက်တိုက်ပြီးမိတ်ဆက်ပေးမယ်ဒီကမိတ်ဆက်ပေးရမှာကျွန်တော်ချေရတဲ့တားလေးကြော်ခန့်စင်မှာဒလားရှင်းပြီးတော့ကတားလေးမင်္ဂလာပါကတားလေးဖြည်းဖြည်းမှန်မှန်လေးတီးမယ်နော်ဟိုမှားလဲကိစ္စမျိုးဒါဆရာပိသက်တွေကိုပြောပြီးတာနော်ဒါဟိုအဲ့တော့ရဲရဲဝံ့ဝံ့တီးမယ်နော်မှားလဲမှားပြီစီဆရာတော်ကမကောင်းတဲ့အတန်နဲ့ဆိုပေးသေးတာပဲနော်ကဲ okay ready ဖြစ်လို့ရှိရင်စမယ် drum time လေးလို့ပါကျန်တဲ့ရှေ့ကဤသက်မုံနဲ့ဟိုနွနီကျော်တို့ကနောက်ကနေနော်ပံပိုးပေးပါဒါလေး1 2 3စကျော်ခန့်စင်လို့ခေါ်ပါတယ်ဒါကျွန်တော်ရဲ့ချစ်ရတဲ့တပည့်လေးမျက်စရာသရှင်ကိုစတယ်ပြီးအကံပေးနေပါတယ်ကျွန်တော်ရဲ့ဒီကြီးမျိုးနဲ့တွေကျော်ခန့်စင်လေးတွေကိုရွှေမြစ်တာအသေးလေးတွေလက်ခံချဲလေးနဲ့အားပေးကူညီခဲ့ကြပါဦးဟုတ်ပြီဆိုမယ်ချက်မှမမားပါဘူးเนาะဒါလေးကြောက်ခန်းတယ်တကယ်တော့ပါတယ်เนาะကျွန်တော်ရဲ့တင်နန်းသားတွေမြောက်ပြောတာတော့မဟုတ်ဘူးเนาะသူတို့တွေရဲ့ကြိုးစားမှုအရန်ကောင်းကြတယ်เนาะဒီချိန်မျိုးတွေကနည်းနည်းလေးပဲသဘောလောက်ပဲပြပေးလိုက်ရတော့အဲ့တော့သူတို့ရဲ့သဘောပေါက်လွယ်တော့အိမ်မှာအချိန်များများပြီးကျင့်ကြတော့ခဏလေးတတ်ကြတာပေါ့เนาะအဲ့ဒါကြောင့်ရန်နေရပြီးမှမိသားစုတွေရတယ်ဒီချိန်မျိုးတွေဒီချိန်ခါလာရောက်ပြီးတော့အိမ်မှာလာရောက်လေးလာပါအောင်လို့လည်းဖိတ်တော်ရတယ်ကဲနောက်ဆုံးတစ်ယောက်အနေနဲ့သမီးလေးဣတမော်လေးကိုမိတ်ဆက်ပေးခြင်းပါတယ်ကတမီးလေးဣတမော်မင်္ဂလာပါကျွန်တော်ရဲ့တင်နန်းတို့လေးသူရဲ့ဒီနေ့တော့